စိတ်ခံစားမှုမျိုးကျွန်တော်ရတယ်အားကစားလုပ်တဲ့အချိန်မှာနားတဲ့အချိန်မှာပေါ့နော်အားကစားလုပ်တဲ့အချိန်နားတဲ့အချိန်မှာဆိုမင်္ဂလာပါကျွန်တော်ဒီနေ့ကာဒီယိုလုံးမဲ့နေ့မှာအပြင်ကိုထွက်ပြီးတော့ပြေးမယ်ကျွန်တော်ပြေးမဲ့နေရကတော့ကျွန်တော်အိမ်အောက်ထပ်မှာရှိတဲ့အိမ်နားမှာပဲပတ်ပြေးမယ်ပေါ့နော်အဲ့တော့ဘယ်လောက်ကီလိုမီတာပြေးနိုင်မလဲဆိုတာကိုတော့ကျွန်တော်လက်ထဲမှာရှိတဲ့နိုင်မှာရှိတဲ့တိုင်မာကိုမှတ်ပြီးတော့ကျွန်တော်ကြည့်မယ်ပေါ့အခုလောလောဆယ်ကျွန်တော်မပြေးခင်သွေးပူလုပ်ဖို့အတွက်အိမ်နားမှာရှိတဲ့ပန်းခြံလေးတစ်ခုကိုသွားနေတယ်အဲ့ဒီမှာသွားပြီးတော့ကျွန်တော် warm up လုပ်မယ်ပြီးရင်အိမ်နားမှာပတ်ပြေးမယ်အဲ့တော့ပြေးတဲ့အချိန်မှာပတ်ဝန်းကျင်တွေကိုလည်းရိုက်ပြမယ်ပြီးရင်စကားတချို့လည်းပြောမယ်ဟုတ်ပြီလားဆိုတော့စလိုက်ကြโอเคအခုjogging နဲ့အရင်ကျွန်တော်စမယ်ကျွန်တော်လှုပ်ဖွင့်မိသွားတယ်ကျွန်တော်နိုင်မှာဘယ်လောက်ပြေးလဲဆိုတဲ့ကီလိုမီတာ set up လုပ်ဖို့ပေါ့နော်ပြေးတဲ့အတိုင်းမှာ set up လုပ်ဖို့မိသွားတယ်ကျွန်တော်တစ်ချက်လုပ်လိုက်အောင်မယ်အခုက outdoor running ပေးလိုက်မယ်go start okay ကျွန်တော်ကတော့ပြေးတာနဲ့အရင်မလုပ်ဘူးပေါ့နော်အရင်ဆုံးကျွန်တော် jogging လေးနဲ့စမယ်ပြီးတော့မှပြေးမယ်ပေါ့ဒီနေ့တော့အားရပါပြေးလိုက်အောင်မယ် okay ဆွဲမယ်ဒီလောက်အချိန်လေးနဲ့ပဲအရင်စမယ်ဒါကတော့အိမ်သားမှာရှိတဲ့နေရာလေးတွေပေါ့ကျွန်တော်အခုပြေးတဲ့အချိန်ကစင်ကူအချိန်9:42ရှိနေပြီဒီအချိန်ဆိုရင်အရန်ပြေးလို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ရာသီဥတုကလည်းတိတ်ပြီးတော့မပူတော့ဘူးပေါ့နော်ညဘက်ရောက်လာတယ်ဆိုတော့ပြီးတော့လမ်းပေါ်မှာလည်းလူအရန်ရှင်းနေပေါ့ကျွန်တော်တို့ဒီအချိန်ပြင်ထွက်ပြေးရတာအရန်ကြိုက်တယ်မိပွိုင်းမိပြီဆိုတော့မိပွိုင်းမှာမိပွိုင်းနာမှာခဏအမောဖြေနဲ့နားမယ်ပြီးရင်ဟိုဘက်ရောက်ရင်ဆက်ပြီးပြေးမယ်အခုကတော့ jogging ပြီးသွားပြီဆိုတော့တောက်လျှောက်ပြေးတော့အခုကနေစပြီးတော့ကျွန်တော်တောက်လျှောက်ပြေးပြီကျွန်တော်အပြေးသမားမဟုတ်တဲ့အပေါ်မှာဆက်စောက်ဆုံးကြုံတွေ့ရတဲ့အခက်အခဲကဘာဖြစ်မလဲဆိုတော့မြို့တကြီးနားမှာရှိတဲ့ကြက်သားတွေကအရန်နာတယ်အဲ့ဒါကျွန်တော်မိတ်ဆွေတယောက်ပြောပြတာပေါ့နော်သူကတော့ runner ဆိုတော့အဲ့ဒါအဲ့လိုပဲဖြစ်တတ်တယ်ဆဆပြေးခြင်းဆိုရင်လည်းဒါမှမဟုတ်ပြင်းနေမှာကျင်သားရသွားမှာပေါ့နော်ဒီနာတာတွေကပျောက်သွားလိမ့်မယ်တဲ့အဲ့တော့သူကကျွန်တော်အကြံဉာဏ်ပေးတာတော့ပုံမှန်ပြေးပေါ့နော်ပုံမှန်ပြေးရင်တော့ဒီညိုတကြီးနားမှာရှိတဲ့မဆယ်တွေကမနာတော့ဘူးတဲ့အခုဆိုကျွန်တော်ပြေးနေတဲ့အချိန်မှာဘာမှတော့မပြေးရသေးဘူးညိုတကြီးနားမှာရှိတဲ့မဆယ်တွေကနာနေပြီဒါပေမဲ့သူကျွန်တော်တကယ်ချင်းအကြံဉာဏ်ပေးတဲ့အတိုင်းပဲကျွန်တော်တင်းထားပြီးတော့ဆက်ပြေးမယ်ပေါ့ဒီနာတာကိုစိတ်ထဲကနေပြီးတော့ထုတ်ပြီးတော့ပြေးကြရှိတဲ့ဆက်ပြေးမယ်ပေါ့โอเคဆိုတော့ဆက်ဆွဲကျွန်တော်မေ့သွားတယ်ကျွန်တော်ဗာမေ့သွားလဲဆိုတော့ကျွန်တော်တရပင်ကဝယ်လာတဲ့ nasal strip တက်ဖို့မေ့သွားတယ်အဲ့ဒါလေကျွန်တော်တက်ပြီးတော့ပြေးမယ်ဒီကောင်ကလုံးဝမိုက်တယ်အသက်ပို့ပြီးတော့ရှူလို့ကောင်းတယ်နှာခေါင်းပေါက်ပို့ပြီးတော့ကျဲစီတာပေါ့နော်ပို့ကျတော့အသက်ရှူလို့ပိုကောင်းတယ်ဒီကောင်နဲ့ပြေးမယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကြည့်နေဆောနာတော့ငါတခုခုလိုနေတယ်လို့ပဲဆိုပြီးတော့ဟုတ်တယ်
ဒီကတက်ဖို့မေ့နေတာဒီကောင်လေးကတော့အခုနောက်ပိုင်းကျွန်တော်ပြေးတိုင်းကျွန်တော်သုံးမဲ့ဟာလေးဖြစ်သွားပြီရေးလဲကြိုက်တယ်တိုက်ဝိုင်း nasal strip therapy ဒါကျွန်တော်Hyrospam မှာတော့ကြည့်တော့ဝယ်ခဲ့တဲ့ဟာလေးကျွန်တော်အရင်ဆုံးစမ်းကြည့်တယ်အဲ့ဆိုင်မှာစမ်းကြည့်တော့ဟာတော်မိုက်တာပဲလို့အခုဆိုရင်လေကလုံးဝနှာခေါင်းတော့ဒလဟောဝင်လာတယ်ကျွန်တော်ကတော့အားကစားလုပ်တဲ့အချိန်မှာနားတဲ့အချိန်မှာပေါ့နော်အားကစားလုပ်တဲ့အချိန်နားတဲ့အချိန်မှာဆိုကျွန်တော်လုပ်တဲ့အရာတစ်ခုကတော့အသက်ကိုအားရပါရရှူတဲ့အလုပ်ပဲလုပ်တယ်ဒါပေမဲ့ယနေ့ခေတ်ဂျင်းမှာရှိနေတဲ့လူတွေတော်တော်များများကိုကြည့်လိုက်သူတို့နားတဲ့အချိန်မှာဆိုရင်အဲ့ဒီဖုန်းကိုတုံးပြီးတော့တလားအပန်းဖြေနေကြတာအဲ့နဲ့ဖုန်းသုံးတာ9မိနစ်လောက်နားချိန်ဖြစ်သွားရောဟာမှသွေးတွေအေးသွားအောင်အလုံးမဖြစ်ကျွန်တော်တော့လေ့ကျင့်ခန်းလုံးနေတဲ့အချိန်မှာခဏနားတယ်အဲ့နားတဲ့အချိန်ကိုကျွန်တော်ကတော့ရေတောက်တယ်အသက်ကိုအားရပါရရှူပြီးတော့အောက်ဆီဂျင်ကိုခန္ဓာကိုယ်ကိုထည့်တယ်နောက်တစ်ချိန်တည်းအတွက်ကိုကျွန်တော်ကချိုးပြီးပြင်ဆင်တာပေါ့နော်အဲ့တော့အကျိုးအများကြီးရှိတယ်ပေါ့လို့ပြောရမှာပေါ့ကျွန်တော်ကအပြေးသမားမဟုတ်တဲ့အတွက်ကျွန်တော်ပြေးလိုက်နားလိုက်ပြေးလိုက်နားလိုက်ကျွန်တော်လှုပ်ဖြစ်တယ်ပေါ့Other monastery ပဲ Grand Shine Hall တော်စက်တည်ရှိပြီတပ်ပေရဝင်လို့ရရတယ်ဗျဒါလေးကကျွန်တော်ပြေးနေတဲ့လမ်းမနာမှာတွေ့ခဲ့တဲ့BW Monastery ပေါ့ကျွန်တော်လည်းအခုမှတွေ့ဘူးလားတော်တော်စက်တည်ရှိပြီးတော့တပ်ပေဆိုလိုတာကောင်းတဲ့အရာကိုလုပ်နေတဲ့သူကကောင်းချင်းမင်္ဂလာစက်တည်အဖျားဖျားရှိတဲ့အရာတွေကိုတွေးဆုံရတယ်ဆိုတော့စိတ်ခံစားမှုမျိုးကျွန်တော်ရတယ်တကယ်လဲဟုတ်တယ်လက်တွေ့ကြုံလိုက်ရတာကြည့်အောင်ကျွန်တော်လေ့ကျင့်ခန်းလုပ်တယ်ဆိုတာကောင်းတဲ့အရာအဲ့ဒါကိုကျွန်တော်ကောင်းတဲ့အရာလုပ်နေတော့ကျွန်တော်အနားမှာပေါ်လာတာစက်တည်ရှိတဲ့ကောင်းချင်းအရာတွေကပေါ်လာတယ်လို့ပြောရမှာပေါ့အဲ့တော့ကောင်းတဲ့စိတ်ကိုမွေးပြီးတော့လေ့ကျင့်ခန်းလုပ်ကြပါလို့ကျွန်တော်တိုက်တွန်းလိုပါတယ်ဆက်ဆွဲမယ် Let's go အခုလက်ရှိအနေထားကတော့ကျွန်တော်ပြေးနေတာ 3.43 km တော့ရောက်နေပြီ231 calorie တော့ burn ဖြစ်နေပြီကျွန်တော်ပြရခန့်အဲ့ဒါမှမောတယ်ဗျာမောလဲပျော်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တော့ဝါသနာပါတဲ့အရာကိုလုပ်နေရလို့ပြောတယ်ဘယ်အရာမဆိုလေသလားတခုခုလုံးလေဒီဇိုင်းမလုပ်လို့ရှိရင်ဘယ်အရာပဲဖြစ်ကိုဖြစ်တယ်သိလားအဓိက consistency ပေါ့နော် consistency ရှိဖို့ကအရင်အရေးကြီးတယ်ခင်ဗျာဘာပဲလုပ်လေ့ကျင့်ခန်းလုပ်မယ်ဆိုလဲပုံမှန်လေးလုပ် weight ချခြင်းတာပဲဖြစ် weight တင်ခြင်းတာပဲဖြစ်เนาะfunctional တွေကောင်းခြင်းတာပဲဖြစ်ပုံမှန်သာလုပ်လုံးဝထိရောက်တယ်ဗျာဘာတွေဘယ်လိုပဲဖြစ်စင်ကူမှာပြင်းနေလေတခါကျရင်နိုင်ငံကလုံခြုံမှုရှိတယ်ဆိုပေမဲ့လည်းကိုကအဲ့ဒါယူ 100% ယုံကြည်လို့တော့မရအောင်အဲ့ကားလန်ကူးတာတော့ဘာလို့ဆိုရင်ဗျ
99% ကတော့ safe ဖြစ်ပါတယ်ဒါပေမဲ့လည်းလူဆိုတာကလည်းသိတဲ့အတိုင်းပဲတယောက်နဲ့တယောက်မတူနိုင်ဘူးလေဖောက်တဲ့တယောက်နဲ့တွေ့တဲ့အချိန်မှာ तू ကရင်စီကန်းလမ်းစီကန်းကိုလိုက်မနာပဲနဲ့ကိုယ်ကိုတိုက်သွားလို့ရှိရင်အချောင်သက်သက်ကိုကဘာရဲ့အပြင်ဘက်ကိုရောက်သွားနိုင်တယ်ဟုတ်လားအဲ့တော့ဘယ်ရောင်မှ 100% ယုံကြည်လို့မရဘူးကိုယ့်ရဲ့ကျမ်းမာရေးကိုတော့ယုံကြည်လို့မရဘူးဗျာကျွန်တော်လည်းအခုကျမ်းမာရေးပုံမှန်လေးလာလိုက်စားနေတာပဲဒါပေမဲ့ဖြစ်ချင်ဖြစ်သွားနိုင်တာပဲတခုခုဟုတ်တယ်မလားပြောလို့မရဘူးလောကမှာဘယ်အရာမှမမြဲဘူးဒါပေမဲ့မြဲတဲ့အရာတခုတော့ရှိတယ်အဲ့ဒါဘာလဲသိလားဘယ်အရာမှမမြဲဘူးဆိုတဲ့အရာကမြဲတာဘယ်အရာကမှမမြဲဘူးဆိုတဲ့အရာကမြဲတာကလွဲရင်ကျန်တာဘယ်အရာမှမမြဲဘူးတသနာလေးတွေပါဗျာကြုံကြိုက်တုံးလေးနောက်တစ်ခါအပြင်သွားရင်တော့ဖုန်းလေးယူလာမှအဆင်ပြေမယ်ဒီလိုကိုမောလို့ရေပါကိုတောက်ချင်တာပဲဖြစ်ဖြစ်အေးတောက်ချင်တာပဲဖြစ်ဖြစ်ဆိုင်လေးတွေရှိတယ်အဲ့ဆိုင်တွေမှာဝယ်ပြီးတော့ဝင်တောက်လို့ရအခုကျွန်တော်အိမ်ဘက်နာကိုပြန်ပြေးနေတယ်ပေါ့ကီလိုမီတာကတော့5 ကီလိုမီတာကျော်သွားပြီကျွန်တော်ပြကီလိုမီတာကတော့5 ကီလိုမီတာကျော်သွားပြီလေးတစ်ဖြည်းဖြည်းနဲ့ share ပဲဗျာ life is good ဆိုတာဒါပဲဗျာအနေထားကဘယ်လိုလဲဆိုတော့ကျွန်တော်ကတက်လုံကတော့မစိုးဘူးပေါ့နော်ပြဿနာနိုးတကြီးကနာတော့တစ်ချက်မြေကြီးပေါ်ဖက်နဲ့နင်းချလိုက်တဲ့အချိန်ဆိုစိတ်နေတာပဲဗျာသိလားအဲ့တော့တက်လုံကကောင်းတယ်ဒါပေမဲ့ခြေသလုံးကနိုးတကြီးနာမာဆယ်တွေကရေးလေစူးပြီးတက်လာတော့နာပြီးတော့ပြေးရတဲ့ပုံစံဖြစ်နေတယ်ပြေးတယ်ဆိုတာထက်ဗျာနည်းနည်းပေါ့ပါလေးဂျော့ကင်းကိုနည်းနည်းမြန်မြန်လေးပြေးတဲ့သဘောပါပဲအဲ့သဘောတက်ရောက်သွားတယ်အခုကျွန်တော်ပြေးတာ7.57 ကီလိုမီတာဖြစ်သွားပြီကယ်လိုရီကတော့514 ကီလိုမီတာရောက်သွားပြီပေါ့ကျွန်တော်ပြန်ဒီမှာအင်ကိုပြန်ရောက်တယ်ဆိုတဲ့ feeling အဲ့ဒီ feeling လေးကိုရလိုက်တိုင်းဘယ်သရှင်းကိုသတိရလဲဆိုတော့ဝိုင်းဝိုင်းရဲ့ခြေခွဲခြင်းနဲ့ငိုဆိုင်ခဲညာရဘယ်သူသိနိုင်မလဲကြည်လင်းနေသောကောင်းကင်ဟာရှင်မလင်းလက်တော့ပါစေအဲ့ဒီချင်းတော်များများသိကြမှာပါဝိုင်းဝိုင်းရဲ့အိမ်လွမ်းသူဆိုတဲ့သချင်းအယောင်ပြောင်းလဲတဲ့တိမ်တိုင်းတွေတဲ့ဆောင်ရခီးဆက်ဆဲအိမ်မပြောတဲ့ညတိုင်းတွေ့များတယ်အိမ်ပြချင်းတဲ့အလွမ်းတွေပဲအိမ်ရောက်လို့ရှိရင်အရင်ဆုံးရေတောက်မယ်ချွေးချောက်အောင်တုပ်မယ်ပြီးရင်အကျော်ရှော့မယ်ရေမိုးချိုးမယ်ထမင်းဟင်းစားမယ်ပြီးရင်ပထန်းရွတ်ရမယ်မဖြစ်မနေလှုပ်ရမယ်အရာကျုံတို့ပြောပြတာပါကျွန်တော်ကလည်းအရင်ဖះတရားလှုပ်တယ်ဆိုပြီးတော့ခင်ဗျားတို့ကြွားနေတာတော့မဟုတ်ကျွန်တော်ပထန်းရွတ်တယ်ပထန်းရွတ်ပြီးတဲ့နောက်ပိုင်းမှာနော်နေရထိုင်ရတာတွေကအရင်ကားတက်ပိုကောင်းလာသလိုပို့ပြီးတော့အဆင်ပြေလာတယ်ဗျာ
ခန္ဓာကိုယ်ပိုင်းရောစိတ်ပိုင်းရောနှစ်ခုလုံးပို့ပြီးကျမ်းမှာကြန့်ခိုင်လာတယ်ဒါကျုံတို့မျှဝေပေးတာပါဒီဗီဒီယိုကြည့်တဲ့သူတွေထဲမှာလည်းတခြားကိုယုံကြည်တဲ့ဘာသာဝင်တွေရှိလိမ့်မယ်အခုကျွန်တော်ပြောတာကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်ပေါ့နော်ဒါကျွန်တော်ကျုံလို့အားကစားလုပ်ရင်းနဲ့အတွေးလေးပေါ်လာလို့မျှဝေပေးတာပဋ္ဌာန်းရွတ်ကြည့်ပါကောင်းတယ်တော်တော်ကြီးအကျိုးထူးတယ်ကျွန်တော်ဆိုပဋ္ဌာန်းရွတ်တာဟိုလောက်ကြာတယ်မေတ္တာတုတ်ရွတ်တရဏဂုံတဲမေတ္တာတုတ်ရွတ်ပဋ္ဌာန်းရွတ်ဆိုအားလုံးပေါင်းမိနစ်20ပေါ့အဲ့တော့ပဋ္ဌာန်းရွတ်တာအလေးချင်းမရှိသေးတဲ့သူတွေဆိုရင်တော့မိနစ်30ကျော်လောက်တော့ကြာမှာပေါ့ကျွန်တော်ကတော့နည်းနည်းရွတ်တာလည်းတစ်နေ့ကျော်သွားပြီဆိုတော့နည်းနည်းလေးတွတ်သွားတယ်လို့ပြောမှာပေါ့ကြုံကြိုက်တုံးလေးညှဝေပေးတာပါဟာလေးကတော့တဖြူးဖြူးပဲဗျာစိတ်ချမ်းသာလိုက်တာကျွန်တော်ကတော့ဒီလိုမျိုးကောင်းကောင်းမွန်မွန်လေးကိုရှူရှိုက်နေရရင်လဲကျွန်တော်ကျေးဇူးတင်တတ်တဲ့သူတွေထဲမှာပါတယ်ကြတော့လောကကြီးနေတဲ့ကျင်းသက်ဆရာပါဗျာလောကကြီးမှာကျေးဇူးတင်ရတယ်အများကြီးပဲဆိုတော့ကျွန်တော်ပြောသလိုပေါ့တန်ရှင်းတဲ့လေးကိုရှူနေရရင်ကိုကျေးဇူးတင်သင့်နေပြီကျွန်တော်ပြောတာနားလည်ပါပါဟုတ်ပြီအဲ့တော့အခုကျွန်တော်အိမ်အောက်ကိုလည်းရောက်ပြီပြေးတာလဲကျွန်တော်ဟိုလောက်အခုဆိုရင်8 ကီလိုမီတာဆိုပြီးတော့ဖြစ်နေပြီအဲ့တော့8 ကီလိုမီတာလည်းရှိသွားပြီပေါ့အိမ်မလဲတိုက်ရတော့မယ်ဗီဒီယိုလည်းတော်တော်လေးရှည်သွားပြီလို့ကျွန်တော်ထင်တယ်အားလုံးပဲကောင်းသောညဖြစ်ပါစေကောင်းမွန်စွာအိပ်ဆက်ပြီးတော့ညတညကိုဖြတ်တန်းနိုင်ပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းရင်းနဲ့ဒီဗီဒီယိုကိုဒီမှာပဲကျွန်တော်အဆုံးသတ်လိုက်ပြစီလို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ဆုံကြမယ် Life is good see you guys